မင်္ဂလာပါရှင်။ Ryan Theory Condominium မှာ Building Management တင်းရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ M&E လုံခြုံရေးတန်ရှင်းရေးဝန်ထမ်းများဖြင့် Toolbox ပြုလုပ်ခြင်း၊ဓမ္မယုံတန်ရှင်းရေးပြုလုပ်ခြင်း၊ရေကူးကန်တန်ရှင်းရေးပြုလုပ်ခြင်း၊ပန်းဟောက်တန်ရှင်းရေးပြုလုပ်ခြင်း၊လေကားလက်ရန်များတန်ရှင်းရေးဆောင်ရွက်ခြင်း၊ဂျီရွန်တန်ရှင်းရေးပြုလုပ်ခြင်း၊ထရမေး3စီးကိုတစ်လတစ်ကြိမ် lubricant ထည့်ပေးခြင်း၊ ground floor တန်ရှင်းရေးဆောင်ရွက်ခြင်းVoid area ကားပါကင် area နဲ့အပြင်ကားပါကင်နေရာများကိုတန်ရှင်းရေးဆောင်ရွက်ခြင်း ground floor ကားပါကင်မှာရှိတဲ့ခုများကိုမောင်းနှင်ခြင်းအမိုက်ပုံးများတန်ရှင်းရေးပြုလုပ်ခြင်း lift များအားလုံးကိုလစဉ်စစ်ဆေးပေးခြင်းတပတ်တစ်ကြိမ်ချင်းစည်းဖြန်းခြင်းနဲ့ကြွက်စည်းချခြင်းစတဲ့ pest control များပြုလုပ်ခြင်းလုံခြုံရေးပုံမှုကောင်းမှုစေရန်အတွက်တာဝါ A တာဝါ C တာဝါ D မှာရှိတဲ့ emergency door များကိုလိုက်လံစစ်ဆေးပေးခြင်းဒါအပြင်ဖီလီတစ်ခုလုံးလုံခြုံစေရန်နဲ့မိဘအန်တရယ်မဖြစ်စေရန်အတွက်ည7:00နာရီမနက်1:00နာရီ2:00နာရီ3:00နာရီ4:00နာရီစသဖြင့်1နာရီကြားတစ်ခါကင်းလက်စစ်ဆေးမှုများကိုနေ့စဉ်ပြုလုပ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ဗီဒီယိုလေးမှာတော့အောက်တိုဘာလအတွင်းမှာ Building Management တင်းရဲ့လှုပ်ဆောင်ချက်တွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်။